ဒီနေ့တော့အိမ်သူအိမ်သားတွေထမင်းစားမိန်စီမယ်ဟင်းအတွဲအဆက်လေးတွေကိုချက်ပြပေးလိုက်ပါတယ်သဘောကျရင်လိုက်ချက်စားကြည့်ကြပါနော်ကလာဗီယာငါးကြော်ရဲ့ကလဘဲနဲ့ကြာဆန်ရဲ့ငပိချက်ရဲ့ငံပြရည်ချက်ရဲ့တို့စရာလေးရဲ့စုံလေးနဲ့ချက်ထားပါတယ်ပဲဟင်းချက်ဖို့အတွက်ပဲကြာဆန်လေးကိုကျွန်မရေစိမ်ထားလိုက်တယ်နောက်ပြီးတော့ချက်သွန်လေးတွေကိုလည်းပပလှီထားလိုက်တယ်ကလဘဲကိုတော့ပေါင်းအိုးနဲ့ပေါင်းထားလိုက်ပါတယ်ပေါင်းထားတဲ့အချိန်မှာကျွန်မကဟိုလျှောက်တိလျှောက်ပါညာကွက်ကကော်ဖီတောက်ပြီးလို့ရှိရင်ကျွန်မကငါးလေးတွေကိုစားစနွင်းထည့်ထားလိုက်ပါတယ်ဒီဘက်ခင်မှာလေတချို့မိဘတွေလည်းအရန်သနာစရာကောင်းတယ်သူတို့ရဲ့သမီးလေးတွေကလေအပြင်မှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ဥစ္စာကိုသူတို့တွေမသိရှာဘူးဒါပေမဲ့သူတို့ကငါတို့သမီးလေးကိုဘယ်လိုထိန်းချောင်းလာခဲ့တာဘိုင်းကောင်းကြောက်ပြီးဘိုင်းကောင်းကြောက်ပြီးဘယ်လိုထားလာခဲ့တာဆိုပြီးပဲတွင်ပြောနေတယ်သူတို့နောက်ကျောမှာသူတို့သမီးလေးဖြစ်ချင်တိုင်းဖြစ်နေတာကိုသိရင်တိတ်ကောင်းပါပဲလို့ကျွန်မအရန်ပြောချင်တာပဲဒါလေးကတော့ကျွန်မရဲ့အတင်းတုတ်တဲ့တစ်ဖြတ်ပေါ့နော်ဟင်းချက်နေနဲ့နောက်ပြီးတော့ကျွန်မပဲဟင်းလေးကိုစီတက်ဖို့အတွက်ကျက်တော်အနီကျက်တော်ဖြူလေးကိုစနွဲလေးနဲ့စီတက်ထားလိုက်ပြီးတော့ပဲအိုးလေးကိုလောင်းထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ပဲကြာစံလေးကိုပွပွလေးစားခြင်းလို့ကြိုပြီးတော့ပြစ်ထည့်ထားလိုက်ပါတယ်နောက်ပြီးတော့ကျွန်မငါးကြော်တယ်ပေါ့နော်ငါးလေးတွေကိုကျွတ်လေးဖြစ်အောင်ကြော်ပါတယ်စီတဲ့အိုးထဲမှာစီများနေတဲ့အချိန်မှာကျွန်မခေါင်းနေအမိတွေကိုအရင်ကြော်လိုက်ပါတယ်သူတို့ကနေရာလဲယူတာကိုနေနော်အဲတော့နောက်တစ်တဲမှာကျွန်မဘိုက်သားတွေကိုထည့်ကြော်ပါတယ်ကျွန်မပြောပြအောင်မယ်တချို့အမေတွေကလေသူတို့သမီးလေးတွေကိုတင်တဲ့ပုံစံကျွန်မပြောပြအောင်မယ်ကျွန်မလေးရင်များတော့လေးပါတယ်နင်တို့တော့လင်းကောင်းကောင်းရှာယူလင်းပတ်စံရှာနိုင်တဲ့လင်းရမှနင်တို့ဘဝကအေးအေးချမ်းချမ်းနဲ့ဘဝကိုရှေ့ဆက်လို့ရမှာတဲ့အမလေးလေးချက်တဲ့ကိုငြုပ်ဒီအချက်ပတ်ထဲတယ်ကြော်ထားတဲ့ငါးတွေထဲတယ်အခုတော့ငါးကြော်အဆက်လေးရပါပြီကျွန်မအခုချက်ပြမယ်ငံပြရေးချက်လေးတွေလည်းလိုက်လို့စားကြည့်ပါအရန်ကောင်းတယ်နော်မကောင်းဆိုရင်80လာရောပေးပါမယ်ချက်သွန်ဒီကိုစီတက်ပါတယ်နွမ်းသွားပြီဆိုရင်ငြုပ်ဒီအကျန်းဘတ်တွေထဲပါတယ်ပြီးသွားပြီတော်တော်လေးကျွတ်သွားပြီဆိုလို့ရှိရင်ပစွန်ကြောင်းမုံထဲပါတယ်ပြီးရင်ငံပြရေးလောင်းထဲပါတယ်ဒါပါပဲဒီရဲ့ငံပြရေးချက်ကစီလေးများလေးတော့ထဲရတယ်အဲ့ဒါမှအရန်စားကောင်းတယ်အသားမုံလေးတွေလည်းထဲရတယ်ချုံမုတ်တို့တာမုတ်တို့ထဲရတယ်အဲ့လိုချုံမုတ်တို့တာမုတ်တို့မစားရလို့ဆိုလို့ရှိရင်ဒီငံပြရေးချက်ကကောင်းပါဘူးငံပြရေးချက်လေးကစားလို့တော့အရန်ကောင်းတယ်ဒါပေမဲ့ငံပြရေးချက်ချက်တဲ့လူကဟက်ချိုးအခါ30လောက်တော့ဖြစ်ပါတယ်ဒီငံပြရဲ့ချက်လေးကိုချက်ထားပြီးတော့ဘူးလေးထဲမှာလေးလုံးလုံးလေးနဲ့ပိတ်ထားပဲဆိုလို့ရှိရင်သူကတက်လားလောက်ထိကောင်းကောင်းခံပါတယ်ဒီဟင်းပွဲတွေထဲမှာပါတယ်ငပိချက်ချက်နီးလေးကိုတော့နောက်ဗီဒီယိုမှာပဲပြောပြရမယ်နော်ဒီဟင်းပွဲလေးတွေကလွယ်ကူကူချက်စားလို့ရတာဖြစ်လို့အားလုံးလည်းလိုက်ချက်စားကြည့်ကြနော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် Thanks for watching you